ကလေးလေးတွေရဲ့မျက်နှာလိုမျိုးတဘာဝအတိုင်းပြည့်ပြည့်လေးဖြစ်နေတဲ့အကွက်9ကွက်ပါအဲ့ဒါလေးကိုမမိုးကလုပ်ပြပေးပါမယ်မလုပ်ခင်မှာတော့အစီလိမ့်မှုမမေ့ပါနဲ့တစ်မျိုးကိုစက္ကန့်30လုပ်ပေးရပါမယ်ကိုဟာကိုလုပ်တဲ့ခါကြလို့ရှိရင်တော့အချိန်လေးကိုကြည်ထားပြီးတော့မှလုပ်ပါဒါမှမဟုတ်ပါဇက်ကနေရှိပါဒါပထမတစ်မျိုးပြီးသွားပါပြီနောက်တစ်မျိုးပြောင်းပါပြီနောက်တစ်မျိုးကတော့ဥယျာဉ်ပြားကိုဆွဲပေးရတဲ့ပုံစံမျိုးဥယျာဉ်ပြားကိုသပင်မွေးကိုဆွဲပေးရတာပေါ့နော်ဥယျာဉ်ပြားလေးဥယျာဉ်ပြားကိုလှုံ့ဆော်ပေးတဲ့သဘောပေါ့အဲ့လိုမျိုးလေးလုပ်ပါတစ်မျိုးကိုစက္ကန့်30ပဲเนาะကိုလုပ်တဲ့ခါကြလို့ရှိရင်အကြိမ်ရေ30ပေါ့เนาะတစ်ကနေပြီးတော့ဖြည်းဖြည်းချင်းစီ30အဲ့လိုမှတ်ပြီးတော့လုပ်လို့ရှိရင်လည်းရပါတယ်နောက်တစ်မျိုးပြောင်းပါပြီနောက်တစ်မျိုးကတော့မမိုးကတော့ကိုယ့်ဟာကိုမှတ်ရတာလွယ်အောင်လို့အိုဟာအိုဟာအိုဟာအဲ့လိုမျိုးလေးကိုယ့်ဟာကိုမှတ်ပြီးတော့လုပ်ပါတယ်ကိုယ့်ဟာကိုမှတ်မိတဲ့နီလာနဲ့လုပ်တာပါเนาะအဲ့တော့သဲလေးတို့လည်းအဆင်ပြေတယ်လို့မျိုးလုပ်ပါတစ်မျိုးကိုစက္ကန့်30ပါပဲပြီးလို့ရှိရင်ပါကိုပါဇက်ထဲမှာအဲ့လိုလေဒီကိုဖောင်းနေအောင်လုပ်ထားပေးပြီးတော့ဒီအထက်မှာရှိတဲ့ကြော်သားတွေကိုလှုံ့ဆော်ပေးတဲ့သဘောပေါ့နော်ကိုက face yoga လုပ်ပြီးဆိုလို့ရှိရင်တရက်ထဲလုပ်တာထက်တစ်ပတ်မှာ4ရက်ဆို4ရက်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပါအဲ့ဒါမျိုးကပို့ပြီးတော့ထိရောက်ပါတယ်နော်နောက်တစ်ခွက်ပြောင်းပါပြီနောက်တစ်ခွက်ကကြတော့ပါတစ်ဖက်နဲ့တစ်ဖက်ကိုလေရွှေ့တဲ့အကွက်ပါဒါဆိုလို့ရှိရင်တော့အားလုံးမှတ်မိမယ်လို့ထင်ပါတယ်เนาะမမိုးကတော့အလှအပနဲ့မမိုးရဲ့အတွေ့အကြုံလေးတွေကို TikTok YouTube မှာအမြဲတမ်း sharing လုပ်ပေးတာဖြစ်တဲ့အတွက် follow လုပ်ဖို့မမေ့နဲ့เนาะနောက်ကြော်တွေအတွက်ဒီမျက်လုံးအောက်မှာရှိတဲ့ eyeline တွေဒါဘူးတဝက်နေတဲ့အခါမှာလုံးဝကိုပျောက်သွားတယ်ဒါမမိုးပုံလေးပြပေးမယ်ဒီပုံလေးဆိုလို့ရှိရင်ဒါမမိုးမနက်ပိုင်းမျက်နှာတစ်ပြီးချင်းပေါ့เนาะလုံးဝ effect မပါဘဲနဲ့ရိုက်ထားတဲ့ပုံ okay အဲ့တော့ anti aging အတွက်သုံးမယ်ဆိုလို့ရှိရင်တော့ကိုကတေးကြတာကိုသုံးမှရမယ် anti aging အတွက်ကတော့ဈေးသက်သာတာကိုသုံးလို့မရဘူးပေါ့เนาะဥပမာ30ကျော်ရီနှုတ်ပြဖို့အတွက်30ကျော်ရီဒီမျက်လုံးအောက်က eyeline တွေပြဖို့အတွက်ဆိုလို့ရှိရင်เนาะဒီလိုပစ္စည်းကောင်းကိုသုံးမှရမယ်ဒါကတော့ international မှာပေါက်တဲ့ဒါ skin 1004ပေါ့เนาะဒီမှာ skin 1004ပါသူကကြတော့ဒီလို roller လေးနဲ့ဆိုတော့လောက်ရတာအရန်ကိုအဆင်ပြေတယ်ကဲလို့ချင်တဲ့မမှုစီမှာမှာလို့ရပါတယ်ရှင်ဒီဖုန်းနံပါတ်ကနေလည်းမမှုစီမှာမှာလို့ရပါတယ်เนาะပစ္စည်းကောင်းလေးကြိုက်တဲ့တေးချခြင်းတဲ့လူတွေအတွက်ဆိုရင်တော့ဒါလေးကိုကျင်းတီပေါက်သုံးပါလုံးဝနောင်တမရစေရအောင်လုံးဝနောင်တမရစေရအောင်အာမခံတယ်เนาะမမကိုယ်တိုင်သုံးကြည့်ပြီးမှပြောတာပါ